Hello အားလုံးပဲမင်္ဂလာပါဗျာဒီတစ်ခါတော့ဝက်စီဘတ်ပဲသီးကြော်လေးကိုကြောပြပေးတော့မှာဖြစ်ပါတယ်ဒီပဲသီးကတော့ကျွန်တော်တို့အညာမှာဆိုလို့ရှိရင်ကတော့နတ်တော်ပဲလို့ခေါ်ပါတယ်ဗျတခြားဒေသတွေဘယ်လိုခေါ်လဲတော့ကျွန်တော်လည်းမသိဘူးပေါ့နော်ဝက်စီဘတ်ကိုကျွန်တော်ကအခုလိုမျိုးကိုလိုချင်တယ်လို့မျိုးလေးအခုလိုမျိုးလေးကိုလှီးထားလိုက်တယ်ဗျဝက်စီဘတ်ဆိုတဲ့အတိုင်းအစီရေးကြီးပဲအဲ့တော့ဒါကိုကျွန်တော်တို့အညာမှာဆိုရင်တော့နတ်တော်ပဲခေါ်တာပေါ့နော်တချို့ဒေသတွေမှာပဲထောင်းရှည်လို့လည်းခေါ်မှာဖြစ်ပါတယ်ဗျနောက်တစ်ခုကငရုတ်တိအနီတောင်းရဲ့ကျက်တော်နီပါလှီထားရဲ့ကျက်တော်ပြူဓားပြရိုက်ထားရဲ့ကိုခုလိုမျိုးပြင်ဆင်ထားတာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဒီအားလုံးကတော့အကုန်လုံးဝက်စီဘတ်ပဲသီးကြော်မဲ့အရာတွေပြင်ဆင်ထားဖြစ်ပါတယ်ပထမဆုံးမီးဘောအုတ်တယ်ပြီးတော့မှစီအနေငယ်ထည့်ပြီးတော့မှဝက်စီဘတ်ကိုရဲလာတဲ့အထိခုလိုမျိုးကြော်ပြရမှာဖြစ်ပါတယ်အကြောင်းလေးရဲလိုက်ဆိုရင်တော့မီးလေးပိတ်ပြီးတော့ပကံတစ်လုံးထဲကိုဆယ်ထားလိုက်တော့ပြီးရင်ပဲသီးနဲ့ပြန်ကြော်မယ်မီးဘောအုတ်တယ်ပြီးတော့မှစီထက်လိုက်ပါစီပူးလာပြီဆိုလို့ရှိရင်ကတော့ကြက်သွန်နီကြက်သွန်ပြူတွေကိုထည့်ပြီးတော့မှကြော်ပေးလိုက်ပါဗျာကြက်သွန်နီကြက်သွန်ပြူကိုအနေငယ်ကြော်ပေးပြီးရင်တော့နနွင်းမုံလေးအနေငယ်ထည့်ပေးလိုက်မယ်ဗျာနနွင်းမုံလေးအနေငယ်လေးထည့်ပေးပြီးရင်တော့ကြက်သွန်နီလေးကိုနွမ်းလာတဲ့အထိကြော်ပေးလိုက်မယ်ကြက်သွန်နီလေးနွမ်းလာပြီဆိုလို့ရှိရင်ကတော့ပြင်ဆင်ထားတဲ့ငရုတ်သီးအနီတောင်လေးတွေထည့်ကြော်လိုက်မယ်ဗျာငရုတ်သီးအနီတောင်လေးအနေငယ်မှွေပေးပြီးရင်တော့ပဲသီးတွေကိုအရင်ဆုံးထည့်ကြော်လိုက်မယ်နော်ပဲသီးလေးနူးလာအောင်ကျွန်တော်တို့ရင်နွေးလေးအနေငယ်ထည့်လိုက်မယ်ဗျာရင်နွေးလေးထည့်ပြီးတော့ပဲသီးလေးနူးစာပြုတ်လာပြီဆိုလို့ရှိရင်ကတော့စောစောကကြော်ထားတဲ့ဝက်စီဘတ်တွေကိုထည့်ပြီးတော့မှအခုလိုမျိုးကြော်ပေးလိုက်ပါဗျာဟုတ်ကဲ့အဲ့ဒါဆိုရင်အရသာတွေထည့်မယ်ဗျာပထမဆုံးစားထည့်မယ်အသားမုံထည့်မယ်ခရုသီထည့်မယ်နော်ခရုသီပြီးရင်တော့ပဲငံပြားရဲ့အနောက်အနှဲငယ်ထည့်ပေးလိုက်မယ်ဗျပဲငံပြားရဲ့အနောက်ထည့်ပြီးရင်ပဲငံပြားရဲ့အကြီးကိုလည်းအနှဲငယ်ထည့်ပြီးတော့မှအရသာတွေနှံ့သွားအောင်အခုလိုမျိုးမီးပြင်းပြင်းနဲ့မှွေပေးလိုက်ပါဗျာဟုတ်ကဲ့အဲ့လိုမျိုးမီးပြင်းပြင်းနဲ့မှွေပေးပြီးရင်တော့ဝက်စီဘတ်ပဲသီးကြော်လေးရရှိသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါကတော့ဝက်စီဘတ်ပဲသီးကြော်ပဲဖြစ်ပါတယ်ဗျဟုတ်ကဲ့ဒီနီးကိုကြည့်ပြီးတော့မှဝက်စီဘတ်ပဲသီးကြော်ကိုအိမ်မှာကိုယ့်ဘာသာကိုကြော်စားလို့ရပြီနော်ဟုတ်ကဲ့ကျွန်တော်နောက်လေဘာတွေချက်ပြသွားမလဲဆိုတာသိချင်ရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို Subscribe လုပ်ထားဖို့မမေ့နဲ့တော့ဒါကတော့ကျွန်တော်ချက်တတ်တဲ့နီးကိုမျှဝေထားတဲ့ဝက်စီဘတ်ပဲသီးကြော်ပဲဖြစ်ပါတယ်ဗျာโอเคအဲ့ဒါဆိုလို့ရှိရင်ကတော့ကျွန်တော်ကိုယ်တိုင်ကြော်ထားတဲ့ဝက်စီဘတ်ပဲသီးကြော်လေးကိုအရသာလေးကိုတစ်ချက်မြည်ကြည့်လိုက်မယ်ဗျာအယောင်အစင်းကတော့တော်တော်ကိုစားကျင်စရာဖြစ်နေရင်တော့အခုလိုမျိုးကြော်ပေးပြီးရင်လေပူပူနွေးနွေးလေးစားတာပို့ပြီးတော့ကောင်းပါတယ်ဗျာအဲ့ဒါဆိုအပေါ့ငံကိုကျွန်တော်တစ်ချက်မြည်ကြည့်လိုက်မယ်နော်အရသာတော့ကွက်တိပဲဗျာအပေါ့ငံကိုကိုယ့်ဘာသာကိုချိန်ဆပြီးတော့မှထည့်ပြီးတော့ကြော်လို့ရပါတယ်ဗျဟုတ်ကဲ့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးကြသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ဗျာတတာဖိုင်ဖိုင်